လိန်ကိစ္စအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအချိန်နဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းပါဝင်ပတ်သက်တယ်လို့သူတို့ကထုတ်ပေါ်ပြောကြားလာတာတွေဖြစ်ပေါ်လာခဲ့ပါတယ်ဝေဖန်မှုတွေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပေါ်မြင့်တင်နေတဲ့အချိန်မှာထရန့်ကအွန်လိုင်းပေါ်မှာအပချက်ဟာရိုးရိုးသေးတာမဟုတ်ဘူးအတက်ခံအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုဒုက္ခပေးနိုင်တဲ့အမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီအမှုကတော့ဘာလဲဆိုတော့အများစိတ်ဝင်စားနေကြတဲ့ estate အမှုပဲဖြစ်ပါတယ်အဲ့ဒီအမှုနဲ့ပတ်သက်ပြီးဝင်းဆက်တီဆက်ပြီးတော့လာမိသွားမယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက်ကတော့ဒီဒုက္ခအများကြီးကြောက်သွားနိုင်စရာကိစ္စတွေရှိနေပါတယ်နိုင်ငံတကာသတင်းတွေမှာတော့အီရန်သတင်းတွေနဲ့အပြိုင်ဒီ estate အမှုဟာအခုအခါမှာရေပန်းအစားဆုံးသတင်းတစ်ခုလို့ပြောရမလို့ဖြစ်ပါတယ်အဲ့ဒါဒီနဲ့ပတ်သက်ပြီးကျွန်တော်အစအနေစပြီးရှင်းပြပေးချင်ပါတယ်ဒါမှလည်းသဘောပေါက်မှာပဲဖြစ်ပါတယ်1998ခုနှစ်လောက်တုန်းကတန်းကျဲတထင်းကြီးဖြစ်တဲ့ Jeffrey Epstein ဆိုတဲ့ပုဂ္ဂိုလ်ကကာရစ်ဘီယံပင်လယ်ထဲမှာရှိတဲ့အမေရိကန်ပိုင်နဲ့85 ဧကလောက်ကျယ်ဝန်းတဲ့ကျွန်းလေးတစ်ကျွန်းကိုအဲ့ဒီအချိန်အခါတုန်းကအမေရိကန်ဒေါ်လာ8 သန်းလောက်နဲ့သူဝယ်ယူခဲ့ပါအဲ့ဒီကျွန်းလေးရဲ့နာမည်ကတော့ Little St. John Island လို့ခေါ်ပါတယ်ကျွန်းထဲမှာဆိုရင်စိန်ခံစရာပစ္စည်းတွေရေကူးကန်တွေဘန်ဂလိုတွေနောက်ဆုံးရဟတ်ရင်စင်းတဲ့ရဟတ်ရင်ကွင်းနေနဲ့အလွန်ပဲတာယာလှပလာပါတယ်လူနေမှုပစ္စည်းတွေအပြည့်အစုံနဲ့စိန်ခံကျွန်းကြီးတစ်ကျွန်းလို့ပြောလို့ရပါတယ်ပတ်လည်းမှာလဲရေတွေပတ်ချလဲပင်လေရေတွေပတ်ချလဲဝိုင်းရံနေတဲ့ကျွန်းမျိုးဖြစ်ပါတယ်အဲ့ဒီကျွန်းမှာဆိုရင်12နှစ်အရွယ်နဲ့18နှစ်အရွယ်မိန်းကလေးငယ်လေးတွေကိုလူကုန်ကူးမှုတွေပြုလုပ်ပြီးတော့လိမ်မိုင်းဆိုင်ရာကိစ္စရပ်တွေမှာအလွန်ကျူးလွန်ခဲ့တဲ့နေရာလို့ပြောလို့ရပါတယ်ရေကလည်းပင်လေရေကလည်းပတ်လဲဝိုင်းနေတဲ့အတွက်ကြောင့်ထိုမိန်းကလေးငယ်တွေဟာထွက်ပြေးဖို့ဘလို့မှမဖြစ်နိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်အခါတလေတချို့ဟာရေကူးပြီးထွက်ပြေးဖို့ကြိုးစားကြပြီးမြဲပြန်လဲဖမ်းဆီးခြင်းခံခဲ့ရပါတယ်အဲ့ဒီကျိုးကိုလာရောက်လဲပတ်တဲ့သူတွေကလည်းအလွန်အံ့ဩဖို့ကောင်းလာပါတယ်လာရောက်လဲပတ်တဲ့သူတွေဟာဆိုရင်လည်းမီလီယံနာတတိကြီးတွေဘီလီယံနာတတိကြီးတွေကမ္ဘာအနှံ့ကတတိကြီးတွေလာရောက်လဲပတ်ကြသလိုနာမည်ကြီးလာပါဆိုတဲ့ Hollywood ကမင်းသားတွေနိုင်ငံတကာကချမ်းသာလာတဲ့ရုပ်ရှင်မင်းသားတွေတော်တော်များများလေးလာရောက်လဲပတ်ကြပြီးတော့လဲနိုင်ငံရေးသမားတွေအများအပြားလဲလာရောက်လဲပတ်ကြပြီးတော့ဒီကျိုးထဲမှာဘာတွေဖြစ်နေတယ်ဆိုတာကိုကမ္ဘာကမသိခဲ့ကြပါဘူးဒီကျိုးရဲ့ပန်ရှင်ဖြစ်တဲ့တထေးကြီး Jeffrey Epstein ကတော့အရင်အခါဟိုလွန်ခဲ့တဲ့အချိန်တုန်းကသူဟာတေချာကျောင်းဆရာတယောက်ပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့မီလီယံနာတထေးကြီးတယောက်ရဲ့ဝေကြီးအကြံပေးအဖြစ်ဝင်ရောက်လုပ်ကင်ရင်းကနေအဖြစ်ဖြစ်ချမ်းသာကြွယ်ဝလာပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုကအမေရိကန်ဒေါ်လာတန်း600အထိတောင်ပိုင်ဆိုင်လာတယ်လို့သိရပြီးတန်းကျက်တထေးကြီးဘဝကိုရောက်ရှိသွားခဲ့ပါတယ်ဒီ Epstein ဟာဆိုရင်စကားအလွန်အပြောကောင်းပြီးတော့လူမှုရေးလည်းအလွန်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဆိုရှယ်ကောင်းပြီးအပေါင်းအသင်းကလည်းအလွန်ပြည့်တဲ့လူတစ်ယောက်ဖြစ်တယ်လို့အထက်တော်လာတထေးတကြွယ်လေးအပြင်နိုင်ငံရေးလောကကပြောကျင်တဲ့အစိုးရအဖွဲ့အစည်းကလူတွေသမရတွေထိပါသူဟာခရီးပေါက်တဲ့လူတစ်ယောက်ဖြစ်တဲ့အပြင်အိရှိဆန်မင်းသားတွေတထေးတကြွယ်တွေမြောက်များစွာဟာသူ့ကိုပေါင်းသိကြတဲ့မိတ်ဆွေတွေပဲဖြစ်ကြပါတယ်ပြောမယ်ဆိုရင်အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အရင်သမ္မတဟောင်းဖြစ်ခဲ့ဖူးတဲ့ကလင်တန်တို့ဟာဆိုရင်သူနဲ့အလွန်ရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ကြပြီးတငယ်ချင်းတယောက်လိုခင်မင်ရတယ်လို့သိရပါတယ်ဒီအစိန်ကျိုးကိစ္စဟာ2005ခုနှစ်မှာတော့စပြီးတော့ပြဿနာကျိုးစားစတင်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့2005ခုနှစ်မတ်လမှာဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့14နှစ်အရွယ်မိန်းကလေးရဲ့မိဘတွေကအဲ့ဒီဒေသခံရဲစခန်းကိုတွားရောက်ပြီးအမှုဖွင့်ခဲ့ပါတယ်အဲ့ဒီမိန်းကလေးဟာရဲတွေရဲ့စစ်ဆေးမှုကိုခံယူတဲ့အခါသူတက်ရောက်နေတဲ့ကျောင်းကအထက်တန်းကျောင်းကအတန်းလေးကအဖော်တငယ်ချင်းတယောက်ကတထေးကြီးတယောက်ကိုတွားရောက်ပြီးနေပေးနှိပ်ပေးရင်အမေရိကန်ဒေါ်လာ200ကနေ300အထိမဟုတ်ဘူးရတယ်လို့ပြောပြီးတွားရောက်လိုက်ပါခဲ့တယ်လို့သိရပါတယ်အဲ့ဒီအခါတထေးကြီးရဲ့အိမ်ကိုရောက်တဲ့အခါသူဟာအဲ့ဒီတထေးကြီးရဲ့ပုံတရံကိုကြည့်လိုက်ပြီးတထေးကြီးဟာခါအောက်ပိုင်းအထိကိုသာမျက်နှာသွပ်ပေါ်အစာလေးနဲ့ပတ်ထားပြီးဟိုဝင်လာတဲ့14နှစ်အရွယ်မိန်းကလေးကိုအဝတ်စားတွေချုပ်ခိုင်းပါတယ်ဒီအခါမှာသူဟာအမျိုးသမီးငယ်ဟာထွက်ပြေးလို့မရတော့တဲ့အခြေအနေမျိုးရောက်ရှိသွားပြီးမမျှော်လင့်တဲ့အဖြစ်တွေနဲ့ကြုံကြိုက်လိုက်ပြီးကာမအတင်းအားဓမ္မရယူမှုကိုခံယူလိုက်ရပါတယ်အဲ့ဒီတထေးကြီးဆိုတာကတော့ Epstein ပဲဖြစ်ပါတယ်နောက်ပိုင်းမှာအဲ့ဒီအမျိုးသမီးငယ်ကိုရဲကထပ်မံစစ်ဆေးလိုက်တဲ့အခါတခြားမိန်းကလေးတွေရောဒီကိုရောက်ဖူးကြလားခေါ်သွားဘူးလားရှိလားလို့ဘယ်သူခေါ်လာတာလဲဒီလိုစစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာနောက်ဆုံးမှာအမျိုးသမီးနတ်ထ2ယောက်အနာမည်တစ်ခုနှစ်ခုထပ်မံထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအမျိုးသမီးငယ်2ယောက်ကိုထပ်မံစစ်ဆေးတဲ့အခါမှာထပ်မံပြီးအမျိုးသမီးတွေထပ်ပြီးနာမည်အသစ်တွေထပ်မံများတော့ထွက်ပေါ်လာပြီးတော့
ဒီလိုဒေသခံရဲကနေပြီးတော့သူ့အနေနဲ့ဆက်လက်ဖြည့်ရှင်းဖို့အတွက်အခက်အခဲတွေအများကြီးကြုံလာခဲ့ပြီးမိန်းကလေးပေါင်းမြောက်များစွာအသက်မပြည့်သေးတဲ့မိန်းကလေးပေါင်းမြောက်များစွာရဲ့နာမည်တွေနဲ့ပတ်သက်ပြီးစစ်ဆေးမှုတွေများစွာပြုလုပ်ခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအနေအရာကိုဒီကျွန်းနေရာကိုရောက်လာတဲ့အမျိုးသမီးတွေငယ်လေးတွေဟာဒီတထေး abstain နဲ့ဆက်ဆံပြီးတဲ့အခါတခြားမိန်းကလေးတွေကိုခေါ်လာရင်ပတ်စံရမယ်မိုးဘိုးပေးမယ်လို့ပြောတဲ့အတွက်ကြောင့်ထပ်မံပြီးမိန်းကလေးငယ်တွေကိုထပ်မံတယောက်နဲ့တယောက်ချိတ်ဆက်ခေါ်ရခြင်းအနေပြီးတော့ဒီလိုဆက်ဆက်ပြီးဝိဇ္ဇာတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖလော်ရီဒါရဲတပ်ဖွဲ့ကစစ်ဆေးရမှာတော့နစ်နာတဲ့မိန်းကလေးပေါင်း35ယောက်ကိုအတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။မိန်းကလေးအများစုဟာလည်း73နှစ်ကနေ16နှစ်အရွယ်မိန်းကလေးတွေဖြစ်ကြပြီးစင်းရဲတဲ့မိသားစုကစဉ်သက်လာကြတဲ့သူတွေဖြစ်တယ်လို့တချို့ဆိုရင်မိဘမဲ့တွေရဲ့နေရာကဂီဟာတွေကရောက်လာကြတဲ့မိန်းကလေးတွေဖြစ်တယ်လို့သိရပါတယ်။သူတို့တွေဟာအားကိုးရမဲ့နေကြတဲ့အတွက်တန်ကြားမှုဆိုတာလည်းမဖြစ်လာနိုင်သလိုတဖြည်းဖြည်းနဲ့ဒီကိစ္စဟာပျောက်ကွယ်သွားတဲ့အနေအထားမျိုးရောက်ခဲ့ရပါတယ်။ဒါပေမဲ့အခု2025ခုနှစ်မှာတော့တန်ကြားမှုဖြစ်လာပြီးဒီပြဿနာမိသားဟာစတင်အစထွက်ပေါ်လာခဲ့ပါတယ်။2006ခုနှစ်မေလမှာတော့ရဲတပ်ဖွဲ့ကနေပြီးတော့ဒီတထေးကြီး Epstein ကိုဖမ်းဆီးဖို့စတင်ပြင်ဆင်လာပါတော့တယ်။အဲ့ဒီအမှုဟာတဖြည်းဖြည်းနဲ့ကြီးကျယ်နေတဲ့အမှုဖြစ်တဲ့အတွက်ကြောင့်ပြည်နယ်ရဲလောက်နဲ့မဖြစ်နိုင်တဲ့အတွက်ဒါကြောင့်ဒီအမှုကိုကင်တွယ်ဖို့ FBI ကိုလွှဲပြောင်းပေးခဲ့ပါတယ်။2006ခုနှစ်ဇူလိုင်လမှာတော့စစ်ဆေးမှုတွေစတင်ပြုလုပ်လာပြီးတော့ Epstein ကိုဖမ်းဆီးဖို့ဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုဖမ်းဆီးပြီးအမှုတိစောက်နေတဲ့အချိန်မှာမီယာမီစုံစမ်းစစ်ဆေးရေးမှုရဲအရာရှိဖြစ်တဲ့ Alexander Acosta ဆိုတဲ့ရဲအရာရှိကဒီ Epstein ရဲ့ရှေ့နေတွေနဲ့လက်ဝါးရိုက်ပြီးတော့ Epstein ကိုကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။အသက်မပြည့်သေးတဲ့ပြည်သူစားတွေနဲ့အနှဲငယ်ပတ်သက်ပါဝင်ဆက်ဆံခဲ့တယ်ဆိုပြီးဒီလိုလှည့်ပတ်မှုတွေပြုလုပ်ဖို့ကြိုးစားခဲ့ပါတယ်။တရားရုံးမှာစစ်ဆေးတဲ့အခါမှာလဲ Epstein ကဒီပြည်သူစားအသက်မပြည့်သေးတဲ့မိန်းကလေးတွေနဲ့ဆက်ဆံတာဟုတ်ပါတယ်လို့ဝန်ခံခဲ့တဲ့အတွက်ကြောင့်အမှုဟာပေါ်ပါခဲ့ပြီးတော့ထောင်ဒဏ်18လပဲကြာခံခဲ့ပါတယ်။သူကြာခံခဲ့တဲ့အချိန်ဟာလဲ2008ခုနှစ်ဇွန်လ30ရက်နေ့မှာထောင်ကျခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတုန်းကလဲ Epstein ကိုထောင်ကျတဲ့အချိန်မှာ Epstein ဟာအထူးခန်းထဲမှာနေရပြီးတော့သူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေပြည့်ပြည့်စုံစုံနဲ့တကယ့်ကိုခန်းခန်းနားနားနေခဲ့ရပါတယ်။သူရုပ်တက်ခြင်းနဲ့ဆိုရင်လဲတစ်ပတ်ကို1ရက်2ရက်3ရက်အလှည့်ကျသွားရောက်ခွင့်ပြုပါတယ်။နောက်တော့ထောင်ဒဏ်9လလိုတဲ့အချိန်မှာပဲသူ့ကို2009ခုနှစ်ဇူလိုင်လမှာကြိုတင်ပြီးထောင်ကလွှတ်ပေးခဲ့ပါတယ်။ Epstein ဟာထောင်ကထွက်လာပြီးတဲ့အချိန်မှာသူဟာထုံးစံအတိုင်းသူ့ရဲ့ဝါသနာအတိုင်းမိန်းကလေးတွေနဲ့ဆက်လက်နေထိုင်ပျော်ပါခဲ့ပြီးတော့အာဏာရှိတဲ့လူတွေတထေးတွေနဲ့ပါတီပွဲတွေဆက်လက်ကျင်းပနေသေးပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက Epstein လွတ်မြောက်ဖို့အတွက်ကူညီပေးခဲ့တဲ့ရဲအရာရှိစစ်ဆေးရေးမှုဖြစ်တဲ့ Alexander Acosta ဟာဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပထမသမ္မတတက်တန်းဖြစ်လာတဲ့အချိန်မှာသူဟာအလုသမားရေးဝန်ကြီးဌာနရဲ့အတွင်းရေးမှူးအဖြစ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကခန့်အပ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမကျေနပ်တဲ့ journalist အမျိုးသမီးတဦးဖြစ်တဲ့ဂျူလီကနေပြီးတော့ဒီအမှုကိုနောက်ပိုင်းမှာဆက်လက်လိုက်လံစုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။သူမဟာအချိန်အများကြီးအယူပြီးဒီအမှုကိုခိုင်လုံအောင်ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်လိုက်တဲ့အခါမှာ2018ခုနှစ်နိုဝင်ဘာလမှာဂျူလီဟာ Epstein နဲ့ပတ်သက်တဲ့သတင်းအစီရင်ခံစာတစ်ခုစာမျက်နှာပေါင်းမြောက်များစွာကိုဖော်ပြပြီးတင်ပြခဲ့ပါတယ်။အမေရိကန်ကနိုင်ငံရေးကိစ္စတွေဟာမတရားမှုတွေကိုဖုံးကွယ်ထားတယ်ဆိုပြီးသူကချပြခဲ့ပါတယ်။အဲ့ဒီသတင်းအမေရိကန်တနိုင်ငံလုံးကိုပြန့်နှံ့သွားတဲ့အခါမှာလူအများပြားကဒေါသတွေထွက်ပြီးစန္ဒပြမှုတွေလည်းဖြစ်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်မလို့လည်းပဲနယူးယောက်တရားရုံးကနေပြီးတော့ဒီအမှုကိုပြန်လည်စစ်ဆေးဖို့ဆိုပြီးဖြစ်ပေါ်လာခဲ့ရပါတယ်။အဲ့ဒီအချိန်မှာစစ်ဆေးလိုက်တဲ့အခါနစ်နာသူအမျိုးသမီးပေါင်း80ကျော်လောက်အထောက်ထားခိုင်နိုင်လို့လုံနဲ့တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်မလို့2019ခုနှစ်ဇူလိုင်လမှာ Epstein ကိုထပ်မံဖမ်းဆီးပြီးတော့ထောင်ဒဏ်45နှစ်ချခံခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကိစ္စကပြီးမသွားပါဘူး။နောက်ဆက်တွဲပြဿနာတွေများစွာထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့2019ခုနှစ်ဩဂုတ်လ10ရက်နေ့မှာ Epstein ဟာထောင်ထဲမှာအဲ့ရခင်းရဲ့ကြိုးစားကိုအသုံးပြုပြီးတော့လွှဲကြိုးချတေခဲ့တယ်ဆိုပြီးသတင်းထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ထူးခြားတာတစ်ခုက Epstein တေတဲ့နေ့ကအချိန်တုန်းကဒီဖောင်ရဲ့အဆောင်တစ်ခုလုံးမှာ Epstein တယောက်ပဲရှိတာဟာထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေတယ်လို့ CCTV တွေအားလုံးဟာလည်း error တွေတက်လို့ဆိုပြီးအလုပ်မလုပ်တော့တဲ့အတွက်ဗီဒီယိုမှတ်တမ်းတွေလည်းအဲ့ဒီအချိန်တုန်းကမရှိခဲ့ကြပါဘူး။အများစုကတော့ထင်ကြတာကတော့အသက်ခံရတာလားဆိုပြီးတော့မေးခွန်းထုတ်เสียရများစွာဖြစ်ပေါ်လာခဲ့ပါတယ်
နောက်ပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အက်စတန်တို့အပြန်အလှန်စကားပြောဆိုခဲ့တဲ့ကိစ္စတွေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမိန်းကလေးငယ်လေးတွေအကြောင်းနဲ့ပတ်သက်ပြီးအက်စတန်ကိုပြောပြတဲ့အကြောင်းတွေဒါတွေထွက်ပေါ်လာခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုထောက်ခံတဲ့ပြည်သူတွေကလည်းပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပြစ်တင်ရှုတ်ချမှုတွေစံတပြမှုတွေလည်းဖြစ်ပေါ်လာခဲ့ပါတယ်တကယ်တမ်းမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အက်စတန်တို့ဟာအလွန်ရင်းနှီးရဲ့မိတ်ဆွေတငယ်ချင်းတွေပဲဖြစ်ကြပါသူတို့ဟာ1980လောက်ကတည်းကစတင်ရင်းနှီးခဲ့ကြပြီးတော့နှစ်20လောက်ကြာအောင်ခင်မင်ရင်းနှီးခဲ့ကြသူတွေပဲဖြစ်ပါတယ်1990လောက်တုန်းကဆိုရင်သူတို့ဟာသူ့အိမ်ကိုယ့်အိမ်ညအိတ်လဲတဲ့အထိခင်မင်ရင်းနှီးခဲ့တယ်လို့သိရပါတယ်အမေရိကန်နိုင်ငံမှာဆိုရင်သူများအိမ်မှာညအိတ်တောက်အောင်နေဖို့ဆိုတာတော်တော်လေးရင်းနှီးမှနေကြတဲ့အလေးအထားရှိပါတယ်အခုနောက်ပိုင်းမှာတော့အမျိုးသမီးငယ်တွေတချို့ဟာလည်းပဲဒီလိင်ကိစ္စအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအချိန်နဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းပါဝင်ပတ်သက်တယ်လို့သူတို့ကထုတ်ပေါ်ပြောကြားလာတာဖြစ်ပေါ်လာခဲ့ပါတယ်ဝေဖန်မှုတွေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပေါ်ညှစ်တင်နေတဲ့အချိန်မှာထရန့်ကအွန်လိုင်းပေါ်မှာအချက်ဟာရိုးရိုးသေးတာမဟုတ်ဘူးအသက်ခံရတာလို့ထုတ်ပေါ်ရေးသားခဲ့ပါအဲ့ဒီထုတ်ပေါ်ရေးသားတဲ့အထက်မှာဆိုရင်သမ္မတဟောင်းဘီကလင်နန်ကသူ့ရှုပ်ဝဲချက်တွေပေါ်မှာဆိုလို့အဲ့ဒီအချိန်တုန်းကကလင်နန်ကတတ်လိုက်တာဖြစ်တယ်လို့သူကအွန်လိုင်းပေါ်မှာရေးသားခဲ့ပါနောက်ပြီး2024ခုနှစ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဒုတိယသမ္မတတက်တန်းအတွက်မဲဆွယ်စဉ်ကာလမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူဒါသမ္မတဖြစ်လာမယ်ဆိုရင်အက်စတန်ရဲ့အမှုကိစ္စနဲ့ပတ်သက်တဲ့ဖိုင်တွေကိုပြည်သူတွေကိုချပြမယ်လို့သူကပြောဆိုလာခဲ့ပါတယ်2025ခုနှစ်ဇန်နဝါရီလမှာရွေးကောက်ပွဲမှာဒုတိယအကြိမ်သမ္မတအဖြစ်နဲ့ထရန့်ရွေးခံရတဲ့အခါပြည်သူတွေကအက်စတန်အမှုကိုချပြပေးဖို့တောင်းဆိုလာကြပါတယ်ပြည်သူတွေကလည်းမချပေးတဲ့အတွက်ချပြခြင်းမပြုတဲ့အတွက်ဆန္ဒပြမှုတွေအနှင်းငယ်ဖြစ်ပေါ်လာခဲ့ပါတယ်ဒါကြောင့်မလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ခန့်အပ်ထားတဲ့တရားရေးဌာနကနေပြီးတော့2025ခုနှစ်ဇူလိုင်လမှာဖိုင်တွေမရှိတော့ပါဘူးမရှိလို့လည်းပြတယ်မရှိပါဘူးလို့တိုင်းပြည်ကိုချပြခဲ့ပါတယ်အဲ့ဒီအခါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းပဲသတင်းဌာနတစ်ခုနဲ့တွားရောက်တွေ့ဆုံတဲ့အခါမှာလည်းဒီမိုကရက်တွေကတက်တက်မဲ့ဖန်တီးပြီးနှိမ်လုံးတွေလုပ်နေတာပါဒီဖိုင်တွေကဘာမှလည်းမဟုတ်ပါဘူးလို့သူကပြောလိုက်ပါတယ်ထရန့်ကိုထောက်ခံတဲ့သူတွေကလည်းထရန့်ဘာလို့နှုတ်ဆက်သွားတာလဲဆိုတာကိုမေးခွန်းထုတ်เสียရတယ်ဖြစ်လာခဲ့ပါတယ်တထေးကြီးအီလိုမတ်စ်ကတော့ဒီဖိုင်တွေထဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့အကြောင်းတွေပါနေလို့မပြတာလို့သူကလူမှုကွန်ရက်ပေါ်ရေးသားတင်လိုက်ပြီးနောက်မကြခင်မှာပြန်လည်ဖြုတ်ချခဲ့ပါတယ်နိုင်ငံအတွင်းမှာမကျေနပ်မှုတွေဖြစ်လာတဲ့အခါထရန့်ကိုရောတရားရေးဌာနတွေကိုပါအသစ်တင်ပြီးပြောဆိုမှုတွေပြည်သူတွေထဲမှာကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်လာခဲ့ပါတယ်နောက်ဆုံး2025ခုနှစ်နိုဝင်ဘာလမှာတော့အမေရိကန်တရားရေးဌာနကရက်ပေါင်း30အတွင်းအက်စတန်အမှုကိုတင်ပြဖို့အမေရိကန်လွှတ်တော်ကိုသတိပေးစာပို့ခဲ့ပါတယ်လွှတ်တော်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးမဲခွဲဆုံးဖြတ်မှုတွေပြုလုပ်တဲ့အခါဒီမိုကရက်တစ်ပါတီဘက်ကရောရီပတ်ဘလစ်ကန်ပါတီဘက်ကရောထူးထူးခြားခြားမဲပေးခဲ့ကြတဲ့အတွက်ဒီအမှုကိုအတည်ပြုဖို့ချပြည်သူတွေကိုချပြပေးဖို့အတည်ပြုခဲ့ပါတယ်ထို့နောက်သမ္မတလက်မှတ်ရေးထိုးဖို့အတွက်အမေရိကန်သမ္မတထံဒီချတင်ပြပေးတဲ့အခါသမ္မတထရန့်ကသဘောမတူပေမဲ့လည်းနောက်ဆုံးမှာတော့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာလက်မှတ်ရေးထိုးပေးခဲ့ရပါတယ်2025ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာတော့အက်စတန်အမှုရဲ့ဖိုင်ကိုထုတ်ဖော်ပြီးတော့ပြည်သူတွေကိုပြသခဲ့ပါတယ်ဒါပေမဲ့တချို့နေရာတွေမှာစီစစ်မှုတွေဖြတ်တောက်ထားမှုတွေရှိပြီးဖိုင်ဟာတချို့အပိုင်းတွေမှာဆက်ဆက်မှုမရှိတာကိုတွေ့ရပါတယ်အဲ့ဒီလိုစီစစ်ဖြတ်တောက်ထားတဲ့ကြားတွေကတော့မှနေရာတော်တော်များများမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နာမည်တွေထပ်ခါပါနေတာကိုလည်းတွေ့ရှိရပါတယ်အဲ့တော့ဒီအမှုနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပတ်သက်နေတယ်ဆိုရင်ဘာတွေဖြစ်လာနိုင်တာလဲဒီအမှုနဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာအမေရိကန်တရားရေးဌာနကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတကိုရာဇဝတ်မှုနဲ့တရားစွဲဆိုဖို့မရနိုင်ပါဘူးစွဲဆိုမယ်ဆိုရင်လည်းတော်တော်လေးကိုခက်ခဲတဲ့အနေအထားမျိုးပါရှိပါတယ်ဒါပေမဲ့အထောက်အထားတွေခိုင်လုံရင်တော့တာဝန်ထမ်းဆောင်နေတဲ့အချိန်ကာလအတွင်းမှာမကြာခဏခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နိုင်ပါတယ်ဘယ်လိုပဲဖြစ်နေကလေးသူငယ်တွေပေါ်လိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေဒါမှမဟုတ်လူကုန်ကူးမှုတွေပါဝင်ပတ်သက်မှုတွေကခိုင်လုံနေတယ်ဆိုတဲ့ပတ်သက်မှုတွေခိုင်လုံမှုတွေရှိနေပြီဆိုရင်တော့သမ္မတရာထူးရှိနေပြီဖြစ်စီမရှိသည်ဖြစ်စေခိုင်လုံတဲ့အထောက်အထားတွေကရှိမယ်ဆိုရင်တော့ထောင်ကျနိုင်ပွဲရရှိတယ်လို့သိရှိရပါတယ်။ဒါကြောင့်မလို့ဒီ upstream မှုဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက်တော့အတော်လေးကိုအရေးကြီးတဲ့အနေအထားမျိုးရှိနေပါတယ်။နောက်ဆက်တွဲဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့စက်ကြည့်ရအောင်ပါ။နောက်ထပ်သက်သေတွေလည်းမချေတတ်တာတွေရောဘာတွေထွက်လာအောင်လဲဆိုတာစက်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ဒီသတင်းလေးနဲ့ပတ်သက်ပြီးကျွန်တော်ကို comment တွေမှာမေးကြလို့
ဒါလေး